ဂျာလီကတော့ MRO ရဲ့တော့912ကနေ256ရဖို့အတွက်ပြိုင်ရမယ့်ပွဲလေးပဲဖြစ်ပါတယ်။ enemy ဘက်ကလည်းသူတို့ကြောက်တာသူတို့ဘန်တယ်လို့မျိုးပဲငါတို့ဘက်ကလည်းငါတို့ကြောက်တာငါတို့ဘန်တယ်ပြီးတော့ငါကလည်းခံမီလာကင်လိုက်ပါတယ်။ရှီဝေးတော့မပြောတော့ပါဘူးဒါကတော့ drop နေထားပဲဖြစ်ပါတယ်။ Leslie ကတော့သူက AFK ဖြစ်ပြီးတော့ကင်သွားတာဖြစ်ပါတယ်။ခုဆိုလို့ရှိရင်တော့ Wiki တို့ရဲ့ Sally Slay Queen Squad နဲ့ Team 4RE Squad တို့ကဆိုလို့ရှိရင်တော့256ဝင်မှုအတွက်ဆော့ရမှာဖြစ်ပါတယ်။ပဲစတာတော့ငါပြောခဲ့တယ်လို့ပဲ Leslie က line လက်ပြီးတော့လုံးဝ AFK ဖြစ်သွားမှာပဲဖြစ်ပါတယ်။ AFK ဖြစ်သွားပြီးတော့ goal line ကိုထိမ့်မဲ့သူမရှိတဲ့ကြောင့်မလို့ goal line ကိုတော့ Wiki ထိမ့်လိုက် Blue Bay ထိမ့်လိုက်နဲ့လောက်ကြပါတယ်။၄ယောက်၅ယောက်ဆော့ရတဲ့ပွဲဖြစ်တဲ့ကြောင့်မလို့ဘတ်တယ်မှာတော့တော်တော်လေးကိုတော့ဂတိကအောက်များတယ်ပေါ့နော်။ဘာလို့လဲဆိုတော့ ကိုရီတင်းကကျတော့၄ယောက်ဖြစ်နေတဲ့အတွက်ဟိုဘက်က9ယောက်ဖြစ်တဲ့ကြောင့်မို့တော့အာလီကိန်းကတော့တော်တော်လေးကိုဖေးပါတယ်။တာရီဆိုလည်းဘလို့မှမရလိုက်ဘူးပေါ့နော်။ MRO မှာ line မကောင်းဘူးဆိုလို့ရှိရင်အခုလိုမျိုးသွားချင်ရသွားပြီးတော့ပေါ့နော်အခုလိုမျိုး live feed လိုမျိုးဖြစ်ပါတယ်။တကယ်တမ်းလည်းသူ့ရဲ့ခံစားချက်ကိုနားလဲ line မကောင်းလို့ရှိရင်တော့ကိုလည်းဘလို့မှမတက်နိုင်ဘူးဆိုတဲ့ကြောင့်မလို့တော့သူ့လည်းအပြစ်ပြောလို့တော့မရပါဘူး။တာရီလေးများရသွားမလားဆိုတဲ့စိတ်နဲ့ပေါ့နော် Wiki နဲ့ Blue Bay နှစ်ယောက်လုံးပေါင်းပြီးတော့လုပ်ပေးမယ်လဲ Ready မပါတဲ့ကြောင့်မလို့တော့တာတယ်မရဘဲနဲ့ကိုပဲသိလာပါတယ်။ဒါပေမဲ့ပွဲရဲ့အလဲပြောင်းကတော့အခုမှစတင်တာဖြစ်ပါတယ်။ဘာလို့လဲဆိုလို့ရှိရင်တော့ Wiki တို့ကဒီမှာ ultimate တွေတန်းသုံးပြီးမိသွားတယ်ကိုမိုတွေတော်မိသွားတဲ့ကြောင့်မလို့ဒီနေရာလေးမှာဘတ်တယ်လေးကအတော်လေးကိုသာသွားတာဖြစ်ပါတယ်။ဒီပွဲမှာ enemy ရဲ့အမှားကဘာလဲဆိုလို့ရှိရင်တော့သူတို့ကိုယ်တိုင်ပြတ်မယ်လို့ထင်ပြီးတော့လိုက်လုံလိုက်တဲ့သူတွေကမပြတ်ပဲနဲ့အခုလိုမျိုး Ferment RT နဲ့ခရရတဲ့ကြောင့်မလို့တော်တော်လေးကိုသူတို့အတွက်ကတော့အနောက်ရှက်တွေဖြစ်သွားတယ်။သူတို့အားလုံးကဆိုလို့ရှိရင်အခုချိန်ကစပြီးတော့ဖေးလာကြပြီပေါ့နော်။တော်တော်လေးကိုသူတို့ဘက်ကလည်းဘာမှအဆင်မပြေတော့ဘူး။မှာပဲဖြစ်ဖြစ် RAM ပဲဖြစ်ဖြစ်ပွဲသားပြီဆိုလို့ရှိရင်တော့ log ကတော့ KO ရမှာ။နောက်ပြီး tower တွေကိုလည်းရရင်ရတယ်လို့ post ထားမှာပဲအဆင်ပြေမှာပါ။မဟုတ်လို့ရှိရင် tower ကိုးခံပြီးတော့ရှုံးသွားရတယ်များပါတယ်။အရေးကြီးဆုံးချက်ကတော့ communicate လုပ်တာပါ။ communicate တိကျမလုပ်နိုင်ဘူးဆိုလို့ရှိရင်တော့ battle တွေမှာလုံးဝတာလာမှာမဟုတ်ပါဘူး။ဒီပွဲမှာဆိုလို့ရှိရင်တော့ Wiki ကိုယ်တိုင်က coach အနေနဲ့ပေါ့နော်ဘယ်နေရာကိုဘယ်လိုလုပ်ဘယ်နေရာဘယ်လိုလုပ်ဆိုပြီးတော့ပြောသွားတာဖြစ်ပါတယ်။ဒီမှာဆိုလို့ရှိရင်လည်းတူတူပဲ communicate လုပ်ပြီးတော့နင့်မှာ RT ရှိလား flicker ရှိလားအဲ့လိုမျိုးမေးပြီးတော့ပေါ့နော်အထဲထဲထိဝင်လို့တင်လုပ်ပါတယ်။ဒီနေရာမှာဆိုလို့ရှိရင်တော်တော်လေးကိုကွန်မုံမိသွားပြီးတော့ဟိုဘက်ကလည်းတော်တော်လေးကိုပြတ်သွားကြတယ်ပေါ့နော်။ Wiki ကတော့တည်သွားတယ်ဆိုပေမဲ့ Wiki တို့ဘက်ကလည်းတော်တော်လေးကိုတက်လိုက်ရတဲ့အတွက်ကြောင့်မလို့တော့ဒီပွဲကတော့ဒီနေရာ battle လေးကတော်တော်လေးမိုက်သွားတယ်လို့ပြောလို့ရပါတယ်။ Leslie ကလည်းပြန်ဝင်လာပြီးတော့ battle တွေလည်း join နိုင်နေပြီ။ဒီမဲ့ဆိုလို့ရှိရင်သူတို့ဘက်ကပေါ့နော်မဲတီယာကအခုလိုမျိုး vision လိုက်ပြနေနေခြုံထဲမှာရှိနေတဲ့အကောင်တွေအကုန်လုံးမှာပါသွားပြီးတော့အကုန်လုံးကတော့အမှတော့ကေသွားတော့မှာဖြစ်ပါတယ်။ဒါတွေကတကယ်တမ်းပြောမယ်ဆိုလို့ရှိရင်မလုပ်တဲ့အမှားတွေတော့ကတော့မဖြစ်မနေ KO ရမှာ။ခါလေးကြလို့ရှိရင် flicker ကပြေးဖို့တော့တုံးတာမဟုတ်ဘဲနဲ့အခုလိုမျိုး ultimate ဖမ်းဖို့အတွက်အသုံးပြုတာမျိုးဖြစ်ပါတယ်။ခုနကအလဲပြောင်းမှာဆိုလို့ရှိရင်သူတို့တွေ3ယောက်လောက်တည်သွားတယ်ပေါ့နော်။ဒီချိန်မှာဆိုလို့ရှိရင် Wiki တို့ကအကြီးကြီးဆုံးက base ပဲမို့လို့ base ကိုပဲချိုးလိုက်ပါတယ်။ဒါလေးကတော့တကယ်ပဲဒီပွဲမှာဆိုလို့ရှိရင် Leslie ကလုံးဝ AFK ဖြစ်သွားရဲဆိုတာကိုပြတာပါ။ဒါလေးကတော့ top 256တက်တဲ့ပွဲလေးပဲဖြစ်ပါတယ်။ခုဆိုရင်တော့ game ထဲမှာ NRC restaurant ဆိုတဲ့ event လာပါပြီ။ game ထဲကို login ဝင်ခြင်းနဲ့ game စားခြင်းတွေကနေ ticket တွေရမှာဖြစ်ပါတယ်။အဲ့ဒါ ticket တွေကိုအသုံးပြုပြီး Coca-Cola ရေခဲမုတ်ကြက်ကြော်အာလူးကြော်ပီဇာနဲ့ hamburger တွေကိုရောင်းရမှာဖြစ်ပြီးတော့ပတ်စံတွေနဲ့ friendship coin ကိုရရှိမှာဖြစ်ပါတယ်။ရလာတဲ့ပတ်စံတွေကိုတော့အစားအစာအသစ်တွေကိုဝယ်ယူခြင်း customer တိုးခြင်းအချိန်တိုးခြင်း decoration ပြင်ခြင်း speaker လုပ်ခြင်းနဲ့ marketing promotion စင်ဖို့အတွက်အသုံးပြုရမှာဖြစ်ပါတယ်။ friendship coin တွေပို့ဆိုလို့ရှိရင်တော့12လပိုင်း19ရက်နေ့မှာလာမယ့် Runner Epic Skin Box အတွက်လဲလို့ရမှာဖြစ်ပြီးတော့တခြားအရာတွေကိုလည်းလဲလို့ရအောင်မှာဖြစ်ပါတယ်။